你有几样了？你是个母呢呗？把屁呢嘞？爸妈ဖြစ်ပါဘူးမေတာမင်းမကိုတားပြန်ခေါ်ချင်တယ်အမေပြန်လိုက်ခေါ်ပေးပါလား မခေါ်ချင်ပါဘူး你ခေါ်ချင်လဲ你ဘာလဲ你မတော့ခေါ်ငါတော့တစ်ချက်ကနေနှစ်ချက်တော့အခွဲခံနိုင်ပါဘူး အမေတားလေအခုအရန်နေအားရှိနေပြီတာမင်းမကိုလည်းတားတက်တည်ပြချင်တယ်အမေရဲ့နော်လိုက်ပေးလိုက်ခဲ့ပေးလိုက်ပေးလိုက်ခဲ့ပေး ဟဲ့你တေချာလို့လား ပေးထားပါတယ်အမေရဲ့အမေပေးတဲ့ညာမောင်ကလေတားအခုအစွမ်းနေပြနေပြီအမေအမရတော့လာပါနော်လာပါအမေခေါ်လိုက်တော့တာမိမပဲယူတာခေါ်လိုက် အမေရလေ ခေါ်အမေကြောက်တယ်ခေါ် နိုင်ရနန်း မဆွေ ဟဲတမိလာကြည့်စမ်းညီယောက်ျားနဲ့ညီရကောင်မတော့ကာရှိခွာချုပ်လာပို့လာမသိဘူး ပို့ပါစေပေါ့မဆွေရဲ့အေးအောင်လေးပါလေးလဲရှင်းပါဦး ကဲခမီးတို့ကဒီခါဘာလာလို့တော့ ကျမသားလေးကလေဟိုသမီးလေးမှမရှိမနေနိုင်ဘူးတဲ့အခုကျမသားလေးကလေအရင်လိုမဟုတ်တော့ပြောင်းလဲသွားပြီအခုဆိုရင်လေကြမထောက်ထမမတန်မဖြစ်နေပြီစမ်းတော့ကြည့်ပါလားဟင်မာတော့လို့ဟိုသမီးလေးကိုလေကျမသားလေးနဲ့ပြန်ပေါင်းကြည့်ပါလားလို့အဲ့ဒါလာပြောတာ အမေသမီးလုံးဝပြန်ပေါင်းနိုင်ဘူးနော် သမီးအမေပြောလို့ပြောနေရသမီးကိုလေအမေလို့ခုလည်းမဖြစ်စေချင်ဘူးသမီးရဲ့တော့သမီးကကမလည်းချောချောမောမောလာခေါ်နေရဆိုတော့သမီးလိုက်တော့လိုက်ပါနော်သမီး အာမေကလည်းသမီးကဘာကိစ္စနဲ့လိုက်သွားမှာလို့အဲ့လို3မိနစ်ကောင်းလဲသမီးဘယ်တော့မှအဆင်မပြေနိုင်ဘူး နန်းရဲ့ကိုကလေအရင်လိုမမခောက်ဆွဲမဟုတ်တော့ပါဘူးငါဘောင်းဖြစ်နေပြီ ဟဲငါဘောဆိုကြိုက်တယ်ရှင် ဟဲသမီးအမေကိုနှုတ်ဆက်သွားအောင်လေ တာရဲ့ဖြည်းဖြည်းလုံးပါဟာအမေလေးပေါ်လွှင့်နေပြီ အမေမေပေါ်လွင်နေပြီ